လုံးပဲပြန်လာပါပြီပရိသတ်ကြီးအများကြီးစောင့်နေရမှာဆိုလို့ပြန်ပြီးတော့ဖွင့်ပေးလိုက်တာပါနော်ဒီမှာနော်ဒါလေးပေါ့နော်အဲ့ဒါလေးဖောက်ပြမယ်ပေါ့နော်ခဏလေးနော်ဖောက်ပြပြီးနော်ဘယ်လိုဖောက်ဒီကနေစဖောက်မယ်ကဲဖောက်လိုက်တော့ကျွန်မထွက်လာမယ့်အရာလေးကိုကြည့်ချင်နေကြမယ်ညောင်းလေးမှာပေါ့နော်ဝါတာဒါမာကန်ကြားနေရတယ်ပေါ့နော်ကဲဒါလေးကိုဘယ်လိုဖောက်ရလဲလို့မြင်ဒီနားမှာဒါလေးရှိရကြမနော်ဒီနားမှာဒါလေးနဲ့နော်အားနဲ့ဖွင့်มาရမှာသူပြန်မအောင်မှာအားနဲ့ဖွင့်ရမှာဒီမှာပါဒီမှာပေါ့နော်အဖြူခဲလေးလည်းရှိရအမဲခဲလေးလည်းရှိရပေါ့နော်ကဲခဏလောက်ပေါ့နော်ခဏလောက်ပေါ့ကျွန်မပြချင်တာလေးရှိပြချင်တာလေးရရောက်ပေါ့နော်ဒါလေးကိုဖိပြချင်တာကဲပြမှာနော်ခဏလေးပါဒါလေးကိုစီခဏလေးနော်ဒါတန်လိုက်နဲ့လှုပ်ထားရပါပေါ့နော်စီပြမယ်ခဏလေးနော်ကဲကျွန်မစီပြပါမယ်နော်ဒီနားလေးမှာဒီဟာလေးပေါ့နော်ဒါလေးမှာပုံလေးပြထားကြအောင်စိတ်ပူစီရမလို့ပါအောင်နော်ဒီမှာနော်ပုံလေးပြထားကြပုံမမြင်ရအောင်လေဒီမှာပုံလေးပြထားတယ်လားပုံလေးပြစာဖတ်တိုင်ရဖတ်ပေါ့ပုံလေးရပြထားနော်ကဲဒါဆိုလို့ရှိရင်တရင်နဲ့ပြင်မရင်းနဲ့အမြင်အမြင်မှနေရပါတော့ကဲကျွန်မခဏလောက်စီလိုက်အောင်ပါနော်ခဏလေးပဲကြာမှာပါနော်ခဏလောက်စောက်ပေးပါဒီဘွားကြီးပါနော်တိတ်တော့မချပါဘူးဒီမှာနော်စီပြီးသွားပါပြီကြိတ်လားမသိပိတ်တကြီးလေးဘယ်လောက်လဲတော့ကျွန်မလည်းတိတ်ကြမသိရဘူးပေါ့နော်ဒါလေးရတော့ကောင်းပါရဲ့လို့စောက်ချင်တဲ့တို့ကြီးပဲစောက်လို့ရပါရဲ့လို့တခြားပြန်မခောက်လို့ရတဲ့တော့ပြန်ပြီးဒီပစ္စည်းလေးကိုပြန်ထည့်ပြီးထားရပါနော်ဒါ Good night ပါတတာ